မိတ်ဆွေတို့ငွေကြေးမကုန်စေပဲမေတ္တာလက်ဆောင်နဲ့ဟောပြထားပါတယ်။အင်္ဂါနဲ့ဗုဒ္ဓဟူသားသမီးများအတွက်ဟောကိန်းပဲထူပါတယ်။မိတ်ဆွေတို့စိတ်နှလုံးသားထဲမှာဖြစ်ချင်ရများကိုလည်းကွန်မန့်မှာရေးသားထားပါ။မိတ်ဆွေတို့အဆင်ပြေစေရန်ဗီဒီယိုအဆုံးမှာရရကောင်းကိုလည်းအလကားပြောပြထားလာဖြစ်လို့ဗီဒီယိုအဆုံးထိကိုလိုက်ပါနားထောင်ပေးကြပါလို့မေတ္တာရက်ခံရင်စလိုက်ကြရအောင်ခင်ဗျာ။အင်္ဂါနဲ့ဗုဒ္ဓဟူသားသမီးများအတွက်ယခုအပတ်ထိအပြောင်းလဲများစွာကြုံတွေ့ရမည့်ကာလဖြစ်သည်။ဘဝအတွက်အရေးကြီးသောဆုံးဖြတ်ချက်များချမှတ်ရတတ်ပြီးခရီးဝေးသွားရတတ်ပါတယ်။အင်္ဂါသားသမီးများအတွက်ကတော့ယခုအပတ်အတွင်းအိမ်တောင်ကြကိန်းရှိနေသဖြင့်ချစ်သူရှိသူများမင်္ဂလာကိစ္စစကားပြောရတတ်ပြီးအလို့ကင်ပြောင်းရွှေ့ရခြင်းအိုးအိမ်နေရာသို့ပြောင်းရွှေ့ရခြင်းများကြုံရတတ်သည်အထူးသဖြင့်နိုင်ငံခြားထော်ကိန်းအားကောင်းနေသဖြင့်ပြည်ပသွားရန်ကြိုးစားနေသူများအောင်မြင်မှုရရှိမည်လဘလဘများစွာဝင်တိုးတတ်သောကြောင့်ဖျားတွင်အွန်းသမင်းကတ်လူပြီးရရပြုတ်ပေပါဗိုလ်တဟူတောက်သမီးများအတွက်ကတော့အလုတ်ထွက်ခြင်းစိမ်များနေတတ်ပြီးအလုတ်ထွက်ကိန်းကြုံရတတ်သဖြင့်စိတ်လိုက်မှန်ပါမဆုံးဖြတ်ရန်လိုအပ်သည်အိမ်တွင်း၏အစမပြေမှုများရှိတတ်သောမိမိတို့၏ရိုးရာနတ်နင်းများ၏နှောင့်ယှက်မှုရှိနေတတ်သဖြင့်ရိုးရာတင်မြောက်ပူဇော်ခြင်းများပြုလုပ်ပေးပါသို့သောငွေကြေးအဝတ်များနေတတ်သည့်လူမျိုးကြားအကျိုးပေးပါလိမ့်မည်အောင်မြင်ခြင်းတဲ့အတွက်တာဝန်ယူစိတ်ကြောင့်အလုတ်2ခု3ခုလုပ်နေရပြီးစိတ်ရောလူရောပင်ပန်းနေမည်နားခြင်းပေမဲ့နားလို့မရပဲဖြစ်နေမည်ငွေရှာရတာပင်ပန်းနေမည်ကျမ်းမာရေးညံ့နေပြီးစီးပွားရေးငွေကြေးခတ်ခဲမည်အချစ်ရေးမှာတော့တာဝန်တစ်ခုလိုဖြစ်နေတဲ့အချစ်ရေးကြောင့်စိတ်ပင်ပန်းရမည်ဗိုလ်တဟူသားသမီးများကအပြာရောင်ဝတ်ဆင်ပါရာဟုသားသမီးများကအဖြူရောင်ဝတ်ဆင်ပါရရကောင်းအနေဖြင့်နေ့စဉ်ဖျားတွင်တောက်တော်ရေးစက္ခုခွက်ကတ်လူပြီးအရဟံဂုံတော်ကိုကိုးပါစိတ်ပေးပါစိတ်မချမ်းသာမှုများပြေပြောက်ပြီးလပ်လာပများပြန်လဲပွင့်လန်းလာပါလိမ့်မည်ခေါ်နဲ့စသောငွေကြေးစနေနာနဲ့စသောအဖိုးတန်းပစ္စည်းရတနာများရကင်းရှိတတ်ပါတယ်ဆရာဟောထားတာနားထောင်ပြီးမိတ်ဆွေတို့စိတ်ထဲမှာဖြစ်ပေါ်ခြင်းသောအရာများကိုလည်းကွန်မန့်မှာရေးသားခဲ့ထားပေးပါခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်